မရဲ့ဒီမြင်တော့ကြီးဖို့မင်းနေတဲ့သူတွေရှိတယ်ဘဲချိတ်ကစာဖြေလဲမေးထားတဲ့သူတွေတွေ့ကျမကကိုဝစားဆောက်တဲ့အချိန်မှာစာဖြေတာပေါ့နော်ကိုဝစားတဲ့အချိန်မှာကိုရဲ့မြင်တော့ဖို့လဲဂူဆိုင်ဖို့မအားဘူးပြီးတော့တောက်ဆောက်ကလေးကြီးလာတဲ့အချိန်မှာကိုကကလေးနေဆိုတော့တောက်ဆောက်လောက်မအားတယ်မအားဘူးပေါ့နော်နာမကလေးចောင်းနေအရွယ်လာမှာကိုရဲ့မြင်တော့ဖို့ဂူဆိုင်ရမတ်တည်တဲ့အချိန်မှာမြင်တော့ကလောက်ဝလွန်နေပြီဒီလိုမြင်တော့မဲကြီးတိတ်တိတ်ကြီးကစွဲနေတဲ့အချိန်မှာကိုကအသေးတယောင်းစီကနေဒီဖဲလီပေါ့နော်ဒီလိုဖဲလီကစကေကဲရ10လောက်ကိုတုပ်ပြီးအခုဆိုတုပ်တာနဲ့နေရှိပြီပေါ့နော်လောက်ဝမြင်တော့ကလောက်ဝတိတ်တိတ်ဆိုလောက်ဝတီတီသားသားစစ်ပြီးသွားပြီပေါ့နော်ကျမကအရေးကတော့ဝဲသူပေါ့နော်အခုဆိုကိုတိုင်လဲကဲရောင်းပေးတယ်သူဖြစ်နေပါပြီရှစ်ကျမတို့ဖဲလီကုမ္ပဏီပေါ့နော်တိတ်တိတ်ကကျမကိုဝဆောင်စားချိတ်ကဖြစ်တာပေါ့နော်တိတ်တိတ်ကြောင်းလေးကျမစားဖြည့်တဲ့အကြောင်းလေးပြပြထားပါတယ်ရှင်